ချီတစ်လဲထားပေမဲ့မနေ့ကျတော့ကားဆက်ကမနိုးတော့အဲ့လိုဖြစ်လာလို့ရှိရင်တချို့ကကိုလဲထားတဲ့ဘက်ထရီကမအောင်ဘူးဆိုပြီးတော့ထင်သွားတတ်ကြတယ်အဲ့ဒါလေးကအယူဆမှားနေလေးတချို့ရှိလို့ကျွန်တော်ကဒါဒီဗီဒီယိုလေးနဲ့ပြောပြပေးတာတစ်ခါတလေမှာကိုလဲထားတဲ့ဘက်ထရီကမကောင်းတာမဟုတ်ဘူးကိုယ့်ရဲ့ကားမှာခြားခြင်းပြဿနာလေးနဲ့ငယ်ရှိနေတာမျိုးပေါ့နော်အော်တာနေတာပြဿနာလေးတွေရှိတာပြီးခါကြလို့ရှိရင်ကျွန်တော်တို့ဒီဝါရင်းပြဿနာလေးရှိတာမျိုးကြောင့်မို့လဲဖြစ်နိုင်ပါတယ်ပထမဆုံးစဉ်းစားစရာရှိတာကျွန်တော်တို့ကအဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ alternator ပေါ့နော်ဒီ dynamo တွေအားဝင်လာအားသွင်းတဲ့စနစ်တွေပုံမှန်လုံးရလာပေါ့နော်အဲ့ဒါတွေစစ်ဆေးဖို့လိုပါတယ်အဲ့လိုမျိုးပုံမှန်လုံးမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကားမောင်းနေခြင်းအတွင်းမှာပေါ့နော်ဒီဘက်ထရီဘလောက်ပဲအသစ်ကြီးဖြစ်နေပါသေးအားမဝင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီအသစ်တောင်ပဲအားပြန်ကုန်သွားနိုင်ပါတယ်နောက်ထပ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဒီကားရက်ထားတဲ့အချိန်မှာတောင်ပဲဖြစ်နိုင်တဲ့အားကုန်စေတဲ့စနစ်တွေပေါ့နော်ဘယ်လိုဟာလဲဆိုလို့ရှိရင်ကားမှာပါတယ်ကျွန်တော်တို့ဒီရှေ့ကင်မရာနောက်ကင်မရာတက် ကင်မရာခေါ်တာပေါ့နော်အဲ့လိုဟာတွေပြီးခါကျရင်ဒီကားမှာတကားအပိတ်ဖွင့်မှာအလန်းလေးပြနေတဲ့တီတီအတန်တွေပြီးရင်တကားပွင့်နေကြောင်ပြနေတဲ့ window system တွေပေါ့နော်အဲ့လိုဟာတွေကြောင့်မို့လဲဖြစ်နိုင်တယ်ကျွန်တော်တို့ဒီ wiring ချို့ရင်မှုတွေကြောင့်မို့လဲဖြစ်နိုင်တယ်နောက်တစ်ချက်ကအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကိုကားဘက်ကြီးက terminal တွေကမကောင်းဘူးဆွေးနေတယ်ပြီးခါကျရင်ဒီငုတ်တွေချောင်းနေတယ် wiring ပြဿနာရှိနေတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဘက်ကြီးကအတစ်ကြီးဘလို့ပဲဖြစ်လို့နေအားဝင်မှာမဟုတ်ဘူးမနဲ့လင်းတာနဲ့အားတောက်လျှောက်ကုန်သွားမယ်သူ့မှာရှိတဲ့ဘက်ထရီထဲမှာရှိထားတဲ့စက်ရုံကထုတ်ပေးထားအားလောက်နဲ့သူကလှည့်ပတ်သွားပြီးလို့ရှိရင်မနဲ့ကျရင်အော်တိုအားကုန်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဘက်ထရီအားကုန်သွားတယ်ဆိုတိုင်းကျွန်တော်တို့ဘက်ထရီကိုအသစ်ခဏကြီးထပ်ပြီးလဲကြမလို့ပါဘူးကိုကားမှာဘက်ထရီချာဂျင်ကောင်းမကောင်းဝါရင်းတွေချိုးရင်မှုရှိမရှိဒါတွေကိုစစ်ဆေးပါတိုင်ကုတ်တွေချောင်းနေလားအစ်စစ်စားထားလားဒါတွေကိုစစ်ဆေးပြီးကမှကျွန်တော်တို့ကလဲမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ငွေကုန်ကြေးကြတွေတက်တာပါမယ်